coffee shop တွေ hotel တွေ airport တွေမှာ free wifi ရှိတယ်ဆိုတာနဲ့ထိတ်သုံးလိုက်တဲ့လူဘယ်နှယောက်ရှိလဲဒါပေမဲ့ free wifi ကိုချိန်လိုက်တာနဲ့ Facebook hack ခံရတယ်ဘဏ်အကောင့်တွေပါသွားတယ် password တွေခိုးခံရတယ်ဆိုတဲ့စကားတွေလည်းကြားပြီးကြမှာပါအဲ့ဒါတကယ်ဖြစ်နိုင်တာဒါမှမဟုတ်လူတွေကြောက်ပြောနေတဲ့စကားတစ်ခုဒီနေ့ဗီဒီယိုမှာတော့ free wifi ရဲ့အန္တရာယ်တွေ hacker တွေအသုံးများတဲ့နည်းလမ်းတွေနဲ့ Android user တိုင်းသိထားတဲ့ကာကွယ်နည်းတွေကိုအလွယ်တကူရှင်းပြပေးသွားမှာပါအရင်ဆုံးသတိထားရမှာ free wifi ချိန်လိုက်ရုံနဲ့ချက်ချင်း hack ခံရတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ကိုချိန်လိုက်တဲ့ wifi ကအတုဖြစ်နေလုံခြုံရေးမရှိတဲ့နောက်ဝဖြစ်နေဒါမှမဟုတ် hacker တွေဆင်းထားတဲ့ login page တစ်ခုပဲကိုဝင်မိတာဆိုကိုယ့်ရဲ့ password email နဲ့အခြားအချက်အလက်တွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့အကြံပေးချင်ပါတယ် free wifi ကိုမြင်တာနဲ့အန္တရာယ်ရှိတယ်လို့တော့ထင်လိုက်ပါနဲ့ free wifi အားလုံးကအန္တရာယ်မရှိပါဘူးဥပမာနာမည်ကြီး hotel ရေစိတ်တွေဒါမှမဟုတ် coffee shop တစ်ခုခုကတရားဝင်စီမံထားတဲ့ wifi ဆိုရင်လုံခြုံရေးစနစ်တွေပါဝင်တတ်ပါတယ် Good. ဒါပေမဲ့ hacker တယောက်ကအဲ့ဒီ wifi နာမည်နဲ့ဆင်တူတဲ့ wifi အတုတစ်ခုဖန်တီးထားရင်တော့ပြဿနာရှိနိုင်ပါတယ်ဒီတော့ hacker တွေကဘယ်လိုလှည့်သားတာလဲပထမဆုံးနည်းလမ်းကိုကြည့်လိုက်အောင်ပါပထမဆုံးနည်းလမ်းကဥပမာ coffee shop ရဲ့ wifi နာမည် coffee free ဆိုပါလို့ hacker coffee free 5G ဒါမှမဟုတ် coffee free fast ဆိုတဲ့နာမည်နဲ့ wifi အတုတစ်ခုထပ်ဖွင့်ထားနိုင်ပါတယ်လူတော်တော်များများက wifi နာမည်ကိုပဲကြည့်ပြီးချိန်လိုက်ကြတာကြောင့်ကိုက hacker ဖန်တီးထားတဲ့ wifi လဲကိုဝင်မိမှန်းမသိဝင်မိသွားနိုင်ပါတယ်ဒါပေမဲ့ wifi အတူတဲ့ကိုဝင်မိတာနဲ့ password အကုန်ပါသွားတာတော့မဟုတ်သေးပါဘူး hacker တွေကနောက်ထပ်လှည့်ကွက်တစ်ခုကိုထပ်တုံးနေတာပါအဲ့ဒီနည်းလမ်းကလူအများစုမသိတဲ့အရာတစ်ခုဖြစ်ပါတယ် wifi အတူတဲ့ကိုဝင်မိတာနဲ့ hacker ကကိုယ့်ရဲ့ password ကိုတန်းမြင်ရတယ်လို့ထင်နေကြတဲ့လူရှိပါတယ်တကယ်တော့အများစုကဒီလိုမလုပ်ကြပါဘူးအဲ့ဒီအစားလူကိုယ်တိုင် password ရိုက်ထည့်အောင်လုပ်ကြပါတယ်ဥပမာ free wifi ကိုချိန်လိုက်တာနဲ့ browser ထဲမှာ wifi အသုံးပြုရန် Facebook ဖြင့် login ဝင်မှာဒါမှမဟုတ် Google account ဖြင့် sign in လုပ်အဲ့လို page တစ်ခုပေါ်လာတတ်ပါတယ်အဲ့ဒီ page ကတရားဝင် website မဟုတ်ဘဲ hacker ဖန်တီးထားတဲ့ login page အတုဖြစ်နေနိုင်ပါတယ်ကိုကမသိပဲ email နဲ့ password ရိုက်ထည့်လိုက်ရင် password က hacker စီကိုတိုက်ရိုက်ရောက်သွားတယ်ဒါပေမဲ့ website address ကိုတစ်ချက်ကြည့်လိုက်တာနဲ့အတူလားအစစ်လားသိနိုင်တဲ့နည်းတစ်ခုရှိပါတယ် website တစ်ခုဖွင့်တဲ့အခါမှာ browser ရဲ့အပေါ်ဘက်နားမှာ https ဆိုတာကိုသတိထားကြည့်ပါ https ဆိုတာကကိုယ်နဲ့ website ကြားမှာကိုယ့်ရဲ့အချက်အလက်တွေ encrypt လုပ်ပြီးစနစ်ပါဒါကြောင့် password message data တွေကိုကြားဖြတ်ဖတ်ဖို့ခက်ခဲပါတယ်ဒါပေမဲ့ https ရှိတဲ့ website တိုင်းဟာယုံကြည်စိတ်ချရတယ်လို့ဆိုလိုပါဘူး domain name ကိုလည်းစစ်ဖို့လိုပါတယ်ဥပမာ facebook.com အစား facebook.login.hyz facebook.login.com ဒီလိုမျိုးနာမည်စင်တူ website တွေကလိမ်လည်ဖို့ဖန်တီးထားတာဖြစ်နိုင်တယ် VPN သုံးရင် hacker မလုပ်နိုင်တော့ဘူးထင်တဲ့လူရှိပါတယ်ဒါအထင်မှားမှုတစ်ခုပါ VPN ကကိုယ့်ရဲ့ internet traffic ကို encrypt လုပ်ပေးနိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင် fake website ထဲမှာ password တွားရိုက်ထည့် VPN ကမကာကွယ်ပေးနိုင်ပါဘူးဒါကြောင့် VPN ကိုသုံးတာကောင်းပေမဲ့ website အတူကိုခွဲခြားနိုင်ဖို့ကပိုအရေးကြီးပါတယ်ဒါဆို free wifi သုံးရင်မလုပ်သင့် wifi နာမည်ကိုဆိုင်ဝန်ထမ်းနဲ့အတည်ပြုပါ login page ပေါ်လာရင် website address ကိုအရင်စစ်ပါ banking application သုံးတာ PayPay, WePay စတာတွေသုံးမယ်ဆိုရင် free wifi ပေါ်မှာတက်နိုင်လို့မသုံးမဲရှောင်တာကောင်းပါတယ်မသုံးတော့တဲ့ wifi ကို forget လုပ်ထားပါ Android နဲ့ application တွေကိုနောက်ဆုံး version အထိ update လုပ်ထားပါဒါဆိုဒီနေ့ဗီဒီယိုကနေသိထားရမှာ free wifi ချိန်လိုက်ရုံနဲ့ချက်ချင်း hack ခံရတာမျိုးမဟုတ်ပါဘူးဒါပေမဲ့ wifi အတု login page အတုဒါမှမဟုတ်
သတိမထားမိပဲကိုယ်တိုင်အချက်လက်ထည့်လိုက်တဲ့အချိန်မှာတော့အနေရှိနိုင်ပါတယ်။ဤပညာတွေကိုကြောက်ဖို့မလိုပါဘူး။နားလည်ထားဖို့ပဲလိုပါတယ်။ဒီလိုမျိုး Android နဲ့ဤပညာဆိုင်ရာအသုံးဝင်တဲ့ဘူးတူတာတွေကိုဆက်လက်တင်ဆက်ပြီးတော့မှဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲအဆင်ပြေကြပါစေဗျာ။ကျေးဇူးတင်ပါတယ်။ Thanks for watching. Don't forget to like, comment, and subscribe.